မြေပြင်တစ်ခုလုံးတုံခါသွားစီတဲ့ခြေလန်းတံတွေရန်သူခံစစ်ကိုစက္ကမိုင်းအပြင်ပိုင်းဖြတ်တောက်ပြစ်နိုင်တဲ့အေယာမတက်ရှိတင်ကားကြီးတွေရှင်းမြမသမိုင်းမှာအောင်ပွဲနဲ့အရှုံးကိုအဆုံးအဖြတ်ပေးခဲ့တာကခင်မီလက်နက်တွေမဟုတ်ပဲဒီတိုက်စင်ကြီးတွေပဲဖြစ်ပါတယ်အနော်ရမင်းတရားကြီးရဲ့ဗကန်အင်ပါယာကနေကုန်းမောင်ခေရဲ့စစ်တလင်းတွေအထိစင်ဖြူရှင်ဆိုတဲ့ပွဲတော်ဟာဘရင်တစ်ပါးရဲ့အမြင့်ဆုံးဂုံဒရက်ဖြစ်ခဲ့တယ်လို့စင်လုံး900ဆိုတဲ့စစ်အင်အားပြကွက်ဟာရန်သူကိုစိတ်သက်ကြာဆင်းသွားစေတဲ့အဓိကလက်နက်ကြီးဖြစ်ခဲ့ပါတယ်ဒီနေ့ခေရဲ့အမြောက်တက်ဒါမှမဟုတ်တင်ကားတက်တွေလိုပဲအဲ့ဒီခေတ်ကတိုက်စင်တွေဟာစစ်မြေပြင်ရဲ့ main ဘတ်တဲ့တက်တွေပဲဖြစ်ပါတယ်အမြောက်တန်တွေကြားမှာမတုံမလုရက်တီခဲ့တဲ့ဒီအေယာမတက်ရှိတင်ကားကြီးတွေရဲ့သမိုင်းကြောင်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဗီဒီယိုမှာတိုက်စင်တွေအကြောင်းကိုအသေးစိတ်မဟုတ်ပဲအချင်းချုပ်တင်ဆက်ပေးပါမယ်အစီအစဉ်လေးမစခင် channel ကို subscribe လုပ်ပြီးဘေးနားကခေါင်းလုံးလေးကိုနှိပ်ပြီးကူညီခဲ့လို့ရပါတယ်စင်တွေကိုရွေးချယ်ခြင်းနဲ့လေ့ကျင့်ခြင်းစင်တိုင်းကတိုက်စင်မဟုတ်ပါဘူးတိုက်စင်တွေကိုရွေးချယ်ရမှာပထမဆုံးအနေနဲ့ခန္ဓာကိုယ်တိဆောက်ပုံပါစင်ကောင်းတစ်ကောင်ကလေးညို့ကိုတင်ထားသလိုမျိုးကြောကုန်းကခံညားစွာကုန်းနေရပါမယ်ဝဝင်တွေလိုမျိုးနောက်ပိုင်းစုကုန်းနေတာမျိုးမရှိရပါဘူးအသားရည်ဟာလည်းအရေးအကြောင်းထူထဲပြီးကြည့်လိုက်တာနဲ့ကြောက်မက်ဖွယ်ခေါလောက်အောင်ပြောင်းတင်းနေရပါမယ်နှမောင်းဟာအရင်ကတုပ်ပြီးအဖျားကတွယ်ကမြေကြီးကိုထိနိုင်လောက်အောင်ရှည်လျားရပါမယ်အစော်တွေကအကွဲခြင်းမရှိပဲညီညာရမယ်အဖျားကအပေါ်ကိုအနှဲငယ်ငေါ့တက်နေမှသာတိုက်စင်တစ်ကောင်ရဲ့လက်နက်ကောင်ဖြစ်နိုင်မှာပါနရွတ်တွေကကျေပြန့်ရပါမယ်နရွတ်ခွက်လိုက်တဲ့အတန်ကခွန်အားပါပြီးဟိန်းထွက်နေရမယ်လို့ဆိုပါတယ်ခြေထောက်တွေကတော့တိုင်လုံးကြီးတွေလိုဖြောင်းတန်းတုတ်ခံပြီးခြေပေါ်ကကြီးမားရပါမယ်အထူးသဖြင့်ခြေသက်အရေးအတွက်ဟာအလွန်အရေးကြီးပါတယ်ရှေ့ခြေတစ်ဖက်မှာခြေသက်5ခုစီနဲ့နောက်ခြေမှာ4ခုဒါမှမဟုတ်5ခုစီပါရှိရပါမယ်စုစုပေါင်းခြေသက်18ခုကနဲ့အခု20ရှိတဲ့စင်ကိုမှမင်္ဂလာရှိတဲ့စင်တော်အဖြစ်သတ်မှတ်တာဖြစ်ပါတယ်မျက်လုံးကြည်လင်ပြီးညီမြတ်တဲ့အယောင်တန်းနေရင်ဒါဟာရဲရဲနဲ့လက္ခဏာပါတိုက်စင်တွေအတွက်မဲနဲ့တဲ့အယောင်ဒါမှမဟုတ်ကြေးနီယောင်ကိုအားကိုးကြပြီးစင်ဖြူတော်ဆိုရင်တော့ပစုံစီယောင်တန်းနေရမှာပါအတန်ဟာမိုးချင်းတန်လို့နှက်ဆိုင်ရမယ်စိတ်နေစိတ်ထားကတော့စူညံတန်နဲ့မီးအောင်တွေကိုမြင်ရင်ထိတ်လက်ရင်းမရှိပဲတည်ငြိမ်ရပါမယ်ဒါအပြင်စင်ဦးစီးရဲ့စကားကိုမြဲမြဲဆန်းဆန်းနားလည်နိုင်စွမ်းရှိရပါမယ်ဒီလိုကြံရင်လက္ခဏာတွေနဲ့ပြည့်စုံတဲ့စင်တွေကိုကစားနီးစင်မျိုးလို့ခေါ်ဆိုပြီးရှင်းမြမာမင်းတွေကအစစ်မဲ့ရေးရနဲ့မင်္ဂလာအခမ်းအနားတွေမှာအလေးအမြတ်ထားအသုံးပြုခဲ့ကြတာဖြစ်ပါတယ်တိုက်စင်တစ်ကောင်ဆိုတာတောထဲကစင်ရိုင်းတစ်ကောင်ကိုဖမ်းလာရုံနဲ့မပြီးပါဘူးသူဟာကြောက်တောင်တစ်ခုလိုခိုင်မာရမယ်မီးတောင်တစ်ခုလိုပေါက်ကွဲနိုင်ရမယ်ပြီးတော့သူ့ရဲ့အရှင်သခင်အပေါ်မှာအရေးတစ်ခုလိုတစ္ဆာရှိရမယ်ဒါဟာတိုက်စင်တစ်ကောင်ရဲ့သွေးနဲ့ချွေရင်းရတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်ပထမဆုံးအဆင့်ကတော့အကြောက်တရားကိုယုံကြည်မှုအဖြစ်ပြောင်းလဲခြင်းပါစင်ဦးစီးရဲ့အနက်အပန်နဲ့အထီးအထွေဟာစင်အတွက်တလောကလုံးဖြစ်လာရပါမယ်အခြေခံစကားလုံးတွေဖြစ်တဲ့လာတွားဝိထဆိုတာတွေကစင်ရဲ့ဒုတိယဘာသာစကားဖြစ်လာတဲ့အထိလေ့ကျင့်ရပါမယ်စစ်မြေပြင်မှာဘုံတန်မောင်းတန်အမြောက်တန်တွေဟာနားကွဲမတက်စူညံနေမှာပါတိုက်စင်တစ်ကောင်ကအဲ့ဒီအတန်တွေကြားမှာတုံ့လှုပ်မသွားဖို့နဲ့ဝင်းရံထားတဲ့မီးတိုင်းတွေကိုထိုးဖောက်ဖို့မီးကိုရှင်ပါအောင်လေ့ကျင့်ရပါတယ်ဓမောင်းကလွှဲရိုက်ဖို့အတွက်တန်ချိုးတက်ထားတဲ့လက်နက်ဖြစ်လာသလိုအဆွဲတွေကလည်းခံစစ်ကိုဖြိုဖျက်ဖို့အတွက်လှန်သွားတွေဖြစ်လာပါတယ်ခြေထောက်တစ်ချက်နင်းလိုက်တိုင်းမှာမြေပြင်ဟာတုံခါသွားစီဖို့စနစ်တကျသင်ကြားပေးရပါတယ်အရေးအကြီးဆုံးကတော့ထိန်းဆိုတဲ့အမိန့်ပါပဲအရှင်အဟုန်နဲ့တိုက်ခိုက်နေရင်ကနေအမိန့်ပေးလိုက်တာနဲ့ကြောက်ရွံ့လို့ရက်တန့်နိုင်ရမယ်နာကျင်မှုကိုအန်တူပြီးရှစ်ဆက်တိုးရတဲ့ဇွဲတက်တီဟာတိုက်စင်တစ်ကောင်ရဲ့တကယ်အသက်ဝိညာဉ်ပါပဲချွန်းတန်ညိုးနဲ့အကာအကွယ်ချက်ဝတ်တွေကကုရိယာတွေသာဖြစ်ပါတယ်တကယ်တမ်းတိုက်ပွဲကိုအနိုင်ယူတာကတော့စင်ဦးစီးနဲ့စင်ကြားမှာရှိတဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့စနစ်တကျလေ့ကျင့်ထားတဲ့ကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်စင်ဖြူတော်တွေဟာဘရင်ရဲ့ဖုံးတကိုးကိုပြရုံနဲ့မကပဲစစ်မြေပြင်မှာစစ်တီတွေရဲ့စိတ်သက်ကိုမြင့်တင်ပေးတဲ့အထွတ်အမြတ်အဆောင်အယောင်လေးဖြစ်ပါတယ်တိုက်စင်တစ်ကောင်ရဲ့ဒဇာပလာတိုက်စင်တစ်ကောင်ကိုစစ်မြေပြင်မထွက်ခင်ဘလို့ပြင်ဆင်တယ်လဲစင်ရဲ့ဥကောင်းဟာရန်သူရဲ့အဓိကပြစ်မှတ်ပါဒါကြောင့်အကာအကွယ်ကိုအသေးချာပြုလုပ်ရပါတယ်စင်ရဲ့နှစ်ဖူးနဲ့နှမောင်းအရင်ကိုကာကွယ်ဖို့အတွက်တရေထူထူဒါမှမဟုတ်တန်ဝင်းမိုင်းတွေနဲ့ပြုလုပ်ထားတဲ့မျက်နှာဖုံးကိုစွန့်နှင်ထားရပါတယ်အဆွဲတွေကတော့တိုက်စစ်လက်နက်ပါအဆွဲထိပ်မှာထက်မြက်တဲ့တန်ကြုံဒါမှမဟုတ်ဓားသွားတွေကိုစွတ်ထားပြီးရန်သူတပ်တွေကိုထိုးခွဲဖို့အတွက်အသုံးပြုပါတယ်စင်ရဲ့အားနည်းချက်ကတော့နဘေးတစ်စောင်းနဲ့1 byte ပိုင်းပဲဖြစ်ပါတယ်စင်ရဲ့ခန္ဓာကိုယ်ပေါ်မှာတန်ပြားငယ်လေးတွေကိုတစ်ခုနဲ့တစ်ခုထပ်နေအောင်စီထားတဲ့ကိုဝိကတ်တွေကိုလွှမ်းခြုံပေးထားရပါတယ်ဒါဟာမြားတဲ့လှန်တန်တွေကိုအကောင်းဆုံးခံနိုင်ရည်ရှိနေပါတယ်ဂျေလင်တပ်တွေရဲ့အန်ဒီယာကနေကာကွယ်ဖို့ခြေလုံးပတ်လည်မှာတရေနဲ့ကြီးပြားတွေကိုခိုင်ခန့်အောင်ပတ်ထားပြီးခံစစ်ကိုမြင့်တင်ထားပါတယ်စင်ကြောပေါ်ကကုန်းနှီးရာတိုက်ပွဲအရှင်တွေကိုအပေါ်စီးကနေထိန်းချုပ်နိုင်တဲ့ရွှေလျားခံတက်ငယ်တစ်ခုပါခိုင်ခန့်တဲ့တစ်သားနဲ့ပြုတ်လို့ထားပြီးရှေ့ဆုံးမှာစင်ဦးစီးအလဲမှာတော့လက်နက်စုံကင်ဆောင်ထားတဲ့စစ်သူကြီးဒါမှမဟုတ်မင်းကြီးမင်းသားတွေကစစ်ကဲကြပါတယ်နောက်ထိုင်မှာကုန်းနှီးရဲ့နောက်ဖက်ဒါမှမဟုတ်စင်ရဲ့တင်မားပိုင်းမှာထိုင်ပြီးအနောက်ကနေရန်သူမကတ်နိုင်အောင်ကာကွယ်ပေးရသူဖြစ်ပါတယ်နောက်ပိုင်းခေတ်တွေမှာတော့ကုန်းနှီးပေါ်မှာစိန်ပြောင်းလို့ခေါ်တဲ့အမြောက်ငယ်တွေကိုပါတက်ဆင်ပြီးအဝေးကနေမှပြစ်ခတ်ချေမှုန်းနိုင်ခဲ့ပါတယ်တိုက်စင်တွေရဲ့အပြင်အစင်ဟာတိုက်ခိုက်ဖို့တည်းမကဘဲ
ပဲရန်သူကိုစိတ်သက်ခြောက်ချအောင်ပါလှုပ်ဆောင်တာပါစင်နပန်းကရောင်စုံအမြူတွေနဲ့ခေါင်းလုံးတန်တွေဟာရန်သူမြင်းတွေကိုလမ်းဖြန့်စေပြီးစစ်မြေပြင်မှာအသာစီးရစေဖို့ဖန်တီးထားတာဖြစ်ပါတယ်တိုက်စင်တွေကိုဘလို့အသုံးချလဲတိုက်စင်တွေရဲ့အဓိကတာဝန်ကရန်သူရဲ့ရှေ့တန်းခံစစ်တွေကိုအရှိန်နဲ့ဝင်တိုက်ပြီးလူစုကွဲအောင်လုပ်ဖို့ပါစင်တွေရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဟိန်းတန်တွေဟာရန်သူစစ်သည်တွေကိုကြောက်လန့်စေပြီးစနစ်တကျဖွဲ့စည်းထားတဲ့စစ်ကြောင်းတွေကိုပျက်စီးသွားစေပါတယ်မြင်းတွေဟာစင်ရင်အနှံ့နဲ့အရွယ်အစားကိုအလွန်ကြောက်တတ်ကြပါတယ်ဒါကြောင့်ရန်သူရဲ့အလျင်မြန်တဲ့မြင်းတပ်ကိုစစ်ကြောင်းနဲ့ဝင်မလာနိုင်အောင်တိုက်စင်တွေကိုအကာအကွယ်အဖြစ်သုံးချလေးရှိပါတယ်စင်ရဲ့ကြောပေါ်မှာဟော်တာလို့ခေါ်တဲ့ခိုင်ခန့်တဲ့ခုံတွေတက်ဆင်ထားပါတယ်အဲ့ဒီဘော်ကနေလေးသမားတွေဒါမှမဟုတ်လမ်းရှိကိုင်းစစ်သည်တွေကရေပြင်ကရန်သူတွေကိုအမြင့်စည်းကနေတတရရတိုက်ခိုက်နိုင်ပါတယ်ဒါအပြင်တပ်မှုတွေကလည်းစစ်မြေပြင်ကိုအပေါ်စည်းကနေကြည်ပြီးအမိန်ပေးဖို့အတွက်စင်ကိုအသုံးပြုပါတယ်တိုက်စင်တွေရဲ့အားနည်းချက်ဗျူဟာမြောက်အသုံးချနိုင်ပေမဲ့တိုက်စင်တွေမှာအားနည်းချက်တွေရှိပါတယ်စင်တွေဟာအနာတရားဖြစ်လို့ထိတ်လန့်သွားရင်ဒါမှမဟုတ်ယူသွတ်သွားရင်မိမိဘက်ကစစ်သည်တွေကိုပါပြန်နှင်းမိတတ်ပါတယ်စင်နှမောင်းတဲ့ခြေထောက်ကစင်ရဲ့အထီးကိုက်မခံနိုင်ဆုံးနေရာတွေဖြစ်လို့ရန်သူတွေကဒီနေရာတွေကိုပဲဥတည်တိုက်ခိုက်လေးရှိပါတယ်စင်ဦးစီးကိုရန်သူကအဝေးကနေပြစ်တက်လိုက်ရင်စင်ဟာထိမ့်မရပဲတောင်းညမ်းတတ်ပါတယ်မြန်မာသမိုင်းမှာအထင်ရှားဆုံးကတော့နောင်ရိုးတိုက်ပွဲနဲ့ယူရီးယားမြန်မာစစ်ပွဲတွေမှာတွေ့ရတဲ့စီချင်းထိုးပွဲတွေပဲဖြစ်ပါတယ်မင်းရဲ့ကြော်သားနဲ့ရာသာဒရစ်ဘရင်တော်နဲ့ယူရီးယားမင်းတို့ရဲ့အစီချင်းထိုးပွဲတွေဟာရာဇဝင်တွင်ကြံရစ်ခဲ့ပါတယ်ခေတ်ကာလတွေပြောင်းလဲလာပြီးအမြောက်နဲ့တနက်တွေပေါ်လာတဲ့အခါတိုက်စင်တွေရဲ့အခန်းကဏ္ဍဟာတဖြည်းဖြည်းမှေးမှိန်သွားခဲ့ပါတယ်ဒါပေမဲ့မြန်မာယဉ်ကျေးမှုနဲ့သမိုင်းမှာတော့ဆင်ဆိုတာအင်အားတစ္ဆာရှိမှုနဲ့ဘုံတကူရဲ့အထိန်အမှတ်အဖြစ်ထာဝရတည်ရှိနေမှာဖြစ်ပါတယ်ခိုင်မာတဲ့ကိုယ်တဲ့ထက်မြက်တဲ့စစ်ဖြူဟာတွေနဲ့အတူစစ်မြေပြင်ရဲ့သူရဲကောင်းတွေဖြစ်ခဲ့တဲ့တိုက်စင်တွေဟာအခုဆိုရင်တော့သမိုင်းစာမျက်နှာတွေထဲမှာပဲကြံရစ်ခဲ့ပါပြီဒါပေမဲ့သူတို့ပေးဆက်ခဲ့တဲ့တစ္ဆာတရားနဲ့ခွန်အားတွေကတော့ကျွန်တော်တို့မြန်မာယဉ်ကျေးမှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်အမြဲရှိနေမှာပါဒီနေ့ကတော့ဒီလောက်ပါပဲ channel လေးကို subscribe လုပ်ပြီးခေါင်းလုံးလေးကိုလည်းနှိပ်ထားခဲ့ပါဦးနောက်နေ့တွေမှာပြန်တွေ့ကြပါမယ်